ကိုရဲ့ iPhone 13 Pro Max နဲ့ iPhone 14 Pro ဘယ်ဖုန်းကင်တင်လဲပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဒီဖုန်းနှလုံးမှာအဓိကကွာသွားတာကကျွန်တော်တို့ဒီ screen size ရှိမယ် battery ရှိမယ် dynamic icon ပါတာမှာပါတာရှိမယ်ကျွန်တော်အဓိက i3 ကိုပဲရှိတယ်ကျွန်တော် i3 ကိုရှင်းပြကြည့်ရမယ်CPU ဘာညာကအဲ့လောက်ကြီးကွာသွားဘူးဗျရှင်းပြီးသုံးမယ်ဆိုရင်လည်းတိတိသားကြီးဘာမှမကွာသွားဘူးကျွန်တော်ဒီ screen size အနေနဲ့ပြောရမယ်ဆိုရင် iPhone 13 Pro Max က iPhone 14 Pro ထက်ပိုပြီးတော့ကြီးရဲအဲ့တော့ကိုက screen size ကြီးတာကြိုက်တယ်ဆိုရင်13 Pro Max ရွေးဒါမှမဟုတ်ကိုက battery ခံတာကြိုက်တယ်ဆိုရင်လည်း13 Pro Max ရွေးလို့ရတယ်အဲ့လိုမှမဟုတ်ကိုက model ပုံမြင့်တာကြိုက်ပြီးတော့ကျွန်တော် dynamic icon ဘာညာနဲ့တွေ့ကျင်နေဆိုရင်တော့ iPhone 14 Pro ရွှေပါအကယ်လို့အခုမေးထားတဲ့ brother က game တွေပိုင်းဆော့တယ်အဲ့လိုမျိုးလူဆိုရင်တော့13 Pro Max ကပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ဘာလို့လဲဆိုတော့14 Pro ဝယ်လိုက်မယ်ဆိုရင် battery ကိစ္စတစ်ခုတည်းနဲ့တင်တော်တော်ကြီးစိတ်ညစ်နေရပါလိမ့်မယ်ဒါဆိုတော့ဘယ်ဖုန်းရွေးတင်လဲဆိုတာကိုသိသွားလောက်ပြီးချင်ပါတယ်ကျွန်တော်ကကိုနေမင်း mobile ရပါတခြားသိကျင်တာရှင်လည်း comment မှာဝင်ပြီးတော့ပြီးသွားလို့ရပါတယ်အားလုံးပဲ free site ကြပါ